မျက်စိမိပြီးစိတ်ကူးရင်ကြည့်လိုက်ပါအချိန်က19ရာစုနောက်ပိုင်းကာလကောင်းကင်ရံကိုမောကြည့်လိုက်တိုင်းလွတ်လပ်စွာပြန့်နှံ့နေတဲ့ငှက်တွေကိုကြည့်ပြီးလူတွေဟာတပြင်းချခဲ့ကြရတဲ့ချိန်ပေါ့လူဆိုတာမြေကြီးပေါ်မှာပဲနေရမယ့်တတဝါလေထဲမှာပြန့်နှံ့မှုဆိုတာဘုရားသခင်ကခွင့်ပြုမထားဘူးလို့လူအများစုကယုံကြည်ထားကြတဲ့ခေတ်ပါဒါပေမဲ့အမေရိကန်ပြည်ထောင်စုအိုဟိုင်းယိုပြည်နယ်ကတာမန်စပီးပြင်ဆိုင်လေးတစ်ဆိုင်ထဲမှာတော့ကမ္ဘာသမိုင်းကိုထာဝရပြောင်းလဲပြစ်မဲ့အိမ်မက်တစ်ခုစတင်အသက်ဝင်နေခဲ့ပါတယ်သူတို့ကတော့တက္ကသိုလ်ဘွဲရမဟုတ်ခဲ့ကြပေမဲ့အင်ဂျင်နီယာလက်မှတ်မရှိခဲ့ကြပေမဲ့လူသားတွေအတွက်ကောင်းကင်တကားကိုဖွင့်ပေးမဲ့ဝေဘာနဲ့အော်ဗန်လို့ခေါ်တဲ့ Wright Brothers Wright ညီနောင်ပဲဖြစ်ပါတယ်ဇလန်က1888ခုနှစ်ရဲ့စောင်းပေါက်ညနေခင်းတစ်ခုမှစတင်ပါတယ်ခရီးကနေပြန်လာတဲ့သူတို့ရဲ့ဖခင်ဟာကလေး2ယောက်အတွက်လက်ဆောင်တစ်ခုယူလာခဲ့ပါတယ်ဖခင်ကအဲ့ဒီလက်ဆောင်လေးကိုလေထဲပစ်တင်လိုက်တဲ့အခါမြေကြီးပေါ်ပြုတ်ကျမသွားပဲအခန်းမျက်နှာချက်အထိပြန်တက်သွားတာကိုဝေဘာနဲ့အော်ဗီတို့ညီကို2ယောက်အန်အောမင်တက်စွာကြည်နေခဲ့ကြပါတယ်အဲ့ဒါကတကယ်အဆင်မဟုတ်ပါဘူးပြင်သစ်လူမျိုးပီနော့စ်တီထွင်ထားတဲ့ရောဘာကျိုးလေးနဲ့ပတ်ပြီးပြန်တန်းရတဲ့စက်ကူဟဲ့ရင်အယုတ်ကလေးပါဒါပေမဲ့အဲ့ဒီအယုတ်ကလေးကညီကို2ယောက်ရဲ့ရင်ဘတ်ထဲမှာငါတို့လည်းတနေ့ကောင်းကင်မှာပြန်တန်းရမယ်ဆိုတဲ့မိဘွားလေးတစ်ခုကိုစတင်တောက်လောင်စေခဲ့ပါတယ်သူတို့ကြီးလာတဲ့အခါဝါသနာရသတင်းစာပုံနှိပ်ဆက်တွေကိုယ်တိုင်တူထင်ကြတယ်နောက်တော့ခက်စားလာတဲ့စပီးတွေကိုပြင်နဲ့ထုတ်လုပ်တဲ့ Right Cycle Company ဆိုတဲ့စပီးဆိုင်လေးကိုဖွင့်ခဲ့ကြတယ်ဒီစပီးတွေကပဲသူတို့ကိုလေးမြန်တီထွင်မှုအကြီးမားဆုံးသောသင်ခန်းစာတစ်ခုကိုပေးခဲ့တဲ့ဆိုတာဘယ်သူမှထင်မထားခဲ့ကြပါဘူးစပီးစီးပူးတဲ့သူတိုင်းသိပါတယ်စပီးဆိုတာလဲမသွားအောင်ရှေ့ကိုဆက်သွားနေဖို့လိုတယ်လို့ balance ဟန်ချက်ထိန်းရပါတယ် Bryce ညီနောင်ကစဉ်းစားတယ်လေရင်ဆိုတာလဲလေထဲမှာစီးရတဲ့စပီးပဲအရေးကြီးဆုံးကအင်ဂျင်ဆွမ်းအားမဟုတ်ဘူးလေထဲမှာဟန်ချက်ညီထိချုံမှုရနိုင်ဖို့ပဲလို့သူတို့နားလည်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကတခြားလေကြောင်းပညာရှင်တွေကတော့အင်ဂျင်ကြီးကြီးတွေတွက်ဖို့ကိုပဲအာရုံစိုက်နေကြချိန်မှာ Bryce ညီနောင်ကတော့ပြဿနာရဲ့အရင်းမြစ်အစစ်မှန်ကိုမြင်နေခဲ့ပါပြီ1890ပြည့်လွန်နှစ်တွေဟာလေကြောင်းသမိုင်းမှာအမှောင်မိုက်ဆုံးချိန်တွေပါဂျာမနီကနာမည်ကျော်ဂလိုက်တာစက်မဲ့လေယာဉ်ပညာရှင်အော်တိုလီလီယန်တဲ့ဟာလေယာဉ်ပြတ်ကျပြီးတည်ဆုံးသွားခဲ့တယ်ဒီသတင်းကဝေဘန်နဲ့အော်ဗေးတို့ကိုနောက်ဆုတ်သွားစေမဲ့အစားပိုပြီးဆရာထက်သန်သွားစေခဲ့ပါတယ်ငှက်တွေဘလို့ပြန်တန်းတယ်လဲဝေဘာကအမြဲတမ်းငှက်တွေကိုထိုင်ကြည့်လို့ရှိတယ်ငှက်တွေဟာလေပြင်းတိုက်တဲ့အခါဟန်ချက်မပြတ်အောင်သူတို့ရဲ့တောင်ပန်စွန်းလေးတွေကိုအပေါ်အနှဲငယ်ကွေးညွတ်ပြီးလေလှိုင်းကိုခွဲသွားတာကိုသူသတိထားမိလိုက်တယ်ဒါကယူရီကာလို့အော်ရမယ်အခိုက်အတန့်ပါပဲသူတို့ကစက်ကူဘူးကုန်လေးတစ်ခုကိုလိန်ကြည့်ပြီးဒီတဘောတရားကိုစမ်းသပ်ခဲ့တယ်ဒါက When Warpen တောင်ပိုင်းကိုကွေးညွတ်စေခြင်းနည်းပညာလို့ခေါ်ပါတယ်လေရင်ပြန်ကိုဘယ်ညာကွေးဖို့ဟန်ချက်ထိန်ဖို့ဒီနည်းပညာကတော့ချက်ဖြစ်လာခဲ့တယ်သူတို့ဟာအိမ်နောက်ဖေးမှာကိုပိုင် Well Stand နဲ့လေပြွန်လေးတစ်ခုကိုတပ်သားတွေနဲ့ကိုယ်တိုင်တိစောက်ခဲ့တယ်တောင်ပန်ဒီဇိုင်းပုံစံငယ်ပေါင်း200ကျော်ကိုအဲ့ဒီလေပြွန်ထဲမှာလာနဲ့ချီပြီးစမ်းသပ်ခဲ့ကြတယ်အဲ့ဒီခေတ်ကကဘာပေါ်ကဘယ်သိပ္ပံပညာရှင်မှမသိသေးတဲ့ Aerodynamics လေကြောင်းဆိုင်ရာယူပဗေဒအချက်လက်တွေကိုစပီးပြင်းတဲ့ညီကို2ယောက်ကသူတို့ရဲ့မှတ်စုစာအုပ်လေးတွေထဲမှာတိတ်ဆိတ်စွာတက်ချက်ရေးသားနေခဲ့ကြပါတယ်စမ်းသပ်မှုတွေလုပ်ဖို့နေရာတစ်ခုလိုလာပါပြီအမြဲတမ်းလေတိုက်နေရမယ်ပြုတ်ကျရင်မနာအောင်တဲတော်မြေကြီးရှိရမယ်မိုးလေဝသဌာနကိုစာရေးမင်းမြတ်ပြည့်တဲ့နောက်မြောက်ကယ်ရိုလိုင်းနားပြည်နယ်အပြင်ဘက်ကမ်းရိုးတန်းကကစ်တီဟော့ဆိုတဲ့ရွာလေးကိုသူတို့ရွေးချယ်ခဲ့ကြပါတယ်ကစ်တီဟော့ကတာယာတဲ့ကမ်းခြေတစ်ခုမဟုတ်ပါဘူးတနာရီကိုမောင်20လောက်အမြဲတိုက်နေတဲ့လေရိုင်းတွေရှင်ကောင်အုပ်ကြီးတွေလူသူကင်းမဲ့တဲ့တဲကန်နာရလိုနေရာမျိုးပါအဲ့ဒီနေရာမှာ1900ပြည့်နှစ်ကနေ1902ခုနှစ်အထိဂလိုက်ဒါတွေကိုထောင်နဲ့ချီပြီးစမ်းသပ်ပြန်တန်းခဲ့ကြပါတယ်ပြုတ်ကြတယ်လေရင်ကျိုးပဲ့တယ်ပြန်ပြင်းတယ်ပြန်ဆန်းတယ်တခါတလေမှာမျောလင့်ချက်တွေပြတ်သုံးပြီးလူသားတွေလေထဲပြန်ဖို့နောက်ထပ်အနည်း1000လောက်ကြာအောင်မယ်လို့တော့ဝေဘာတယောက်ညီးတော့ခဲ့ဘူးပါတယ်ဒါပေမဲ့သူတို့ရှုံးမပေးခဲ့ပါဘူး1902ခုနှစ်မှာသူတို့ရဲ့ဂလိုက်ဒါဟာသူတို့လိုချင်တဲ့အတိုင်းလေထဲမှာပြည့်ပြည့်စုံစွာထိန်းချုပ်လို့ရသွားခဲ့ပါပြီယခုသူတို့ရှေ့မှာကြံနေတဲ့နောက်ဆုံးတစ်ဆင့်ကတော့ဒီလေယာဉ်မှာအင်ဂျင်တက်ဖို့ပါပဲအဲ့ဒီခေတ်ကကားအင်ဂျင်တွေကအရင်လေးလံလွန်ပါတယ်ဒါကြောင့်သူတို့ရဲ့စပီးဆိုင်ကအခုစက်ပြင်ဆရာလေးချာလီတေလာနဲ့ပူးပေါင်းပြီးအလူမီနီယံကိုယ်ထဲနဲ့ပေါ်ပါတဲ့မြင်းကောင်ကြီး12ကောင်အားရှိတဲ့အင်ဂျင်တစ်ခုကို6ပတ်အတွင်းမှာအံ့ဖွယ်တိစောက်နိုင်ခဲ့ကြပါတယ်တစ်သားပရိုပယ်လာတစ်သားပန်ကာကိုလည်းသူတို့ကိုယ်တိုင်တွက်ချက်ပုံဖော်ခဲ့ကြပါတယ်
1903ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာပထမဆုံးအကြိမ်စက်တက်လေယာဉ်ကိုစမ်းသပ်ခဲ့ပါတယ်။အခုဖြစ်သူဝေဘာကအကျေစစ်ပြပြီးနေရာရခဲ့ပေမဲ့အင်ဂျင်အားများလုံးလို့လေယာဉ်ဟာထိုးတက်သွားပြီးတဲတောင်မြေပေါ်ပြုတ်ကျပျက်စီးသွားခဲ့ပါတယ်။ပြတ်သွားတဲ့လေယာဉ်ကိုပြန်ပြင်ပြီးတဲ့နောက်1903ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မနက်ခင်းကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနေ့ကအလွန်အေးခဲနေပြီးလေတိုက်နှုန်းကတနာရီကို28မိုင်အထိတိုက်နေပါတယ်။ရေအိုင်တွေဆိုတာရေခဲနေပါပြီ။နနက်10:35မိနစ်ဒီတစ်ခါလေယာဉ်မောင်းသူနေရာမှာဝင်ထိုင်တာကညီဖြစ်သူအော်ဝေးပါ။အခုဖြစ်သူဝေဘာကလေယာဉ်ရဲ့ညာဘက်တောင်ပံဆုံးကိုကင်ထားပေးတယ်။အင်ဂျင်ကိုနှုတ်လိုက်တဲ့အခါစက်တန်ကြီးကဟိန်းထွက်လာတယ်။အစင်းတဲ့မယ်လားအော်ဝေးစင်းတဲ့မယ်ဝေပါလေယာဉ်ကိုချီထားတဲ့ကျိုးကိုဖြုတ်ချလိုက်တာနဲ့ right flyer လေယာဉ်ပြန်ကြီးဟာတာလန်းချောင်းပေါ်မှာရှေ့ကိုစတင်ရွေ့လျားသွားပါတော့တယ်။ဝေဘာကလေယာဉ်နဲ့အတူဘေးကနေပြေးလိုက်သွားတယ်။လမ်းကြောင်းရဲ့အဆုံးနားကိုရောက်တဲ့အခါလေယာဉ်ပြန်ကြီးဟာမြေကြီးပေါ်ကနေလေထဲကိုတဖြည်းဖြည်းကျတက်သွားပါတော့တယ်။လေထဲမှာတက်သွားတာပြုတ်ကျသွားတာမဟုတ်ပါဘူး။လေထဲမှာဆက်လက်ပြန်တန်းနေတာပါ။1စက္ကန့်2စက္ကန့်3စက္ကန့်အော်ဝေးဟာလေယာဉ်ကိုဟန်ချက်ညီအောင်ခက်ခဲထိန်းချောင်းနေရတယ်။ဒီတမိုင်းဝင်ပထမဆုံးပြန်တန်းမှုဟာ12စက္ကန့်သာကြာမြင့်ခဲ့ပြီးအကွာဝေးအားဖြင့်ပေ120သာရောက်ရှိခဲ့ပါတယ်။ခေတ်သစ်ခရီးသည်တင်လေယာဉ်ကြီးတစ်စီးရဲ့တောင်ပံအလျားထထောင်တိုးတောင်းပါသေးတယ်။ဒါပေမဲ့ဒါဟာလူသားသမိုင်းမှာပထမဆုံးအကြိမ်အဖြစ်ကိုယ်ပိုင်အင်ဂျင်ဆွဲရင်နဲ့လူကိုယ်တိုင်လူရကိုထိန်းချုပ်ပြီးရေဆွဲအားကိုအောင်မြင်စွာအတုနိုင်ခဲ့တဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။အဲ့ဒီနေ့ကနောက်ဆုံးအကြိမ်4ကြိမ်မြောက်စမ်းသပ်မှုမှာတော့ဝေဘာက59စက္ကန့်အတွင်း852ပေအထိအောင်မြင်စွာပြန်တန်းနိုင်ခဲ့ပါတယ်။သူတို့လုံနိုင်ခဲ့ပါပြီ။သူတို့ကောင်းငင်ရံကိုအောင်နိုင်ခဲ့ပါပြီ။အစာပိုင်းမှာတော့သူတို့ရဲ့အောင်မြင်မှုကိုသတင်းစာတွေရောအစိုးရကပါမယုံကြည်ခဲ့ကြပါဘူး။စပီးပြည်နယ်ကောင်တွေကလေယာဉ်မြန်တီထွင်နိုင်တယ်ဆိုတာယုံနှန်းစကားတွေပါလို့လှောင်ပြောင်ခဲ့ကြပါတယ်။ဒါပေမဲ့1908ခုနှစ်မှာဥရောပနဲ့အမေရိကန်လူထုရှေ့မှောက်မှာတရားဝင်ပြန်တမ်းပြလိုက်တဲ့အခါမှာတော့တကမ္ဘာလုံးကသူတို့ကိုသူရဲကောင်းတွေအဖြစ်မတ်တရက်လက်ခုပ်တီးခဲ့ကြပါတော့တယ်။1903ခုနှစ်ကတဲတောင်မြင်ပေါ်က12စက္ကန့်စာပြန်တမ်းမှုလေးကနေစတင်ခဲ့တဲ့ခရီးစဉ်ဟာဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ကဘာကြီးရဲ့တစ်ဖက်ချမ်းကိုနိုင်ရီပိုင်းတွင်ရောက်ရှိစေခဲ့ပြီးအာကာသတဲ့အထိတောင်ခြေဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Right ညီနောင်ဟာကျွန်တော်တို့ကိုလေယာဉ်မြန်တစ်စီးလေးပေးခဲ့တာမဟုတ်ပါဘူး။ဆွဲမလျှော့ရင်တည်တည်ချာချာလေးလာရင်ယုံကြည်မှုခိုင်မာရင်ဘလောက်ပဲမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာပဲဖြစ်ဖြစ်လူသားတွေလုံနိုင်စမ်းရှိရဲဆိုတဲ့ကြီးမားတဲ့မျှော်လင့်ချက်ကိုပေးသနာခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ခါသင်ကောင်းကင်ကိုမော့ကြည့်လို့လေယာဉ်မြန်တစ်စီးဖြတ်သွားတာကိုမြင်ရင်အိုဟိုင်းယိုပြည်နယ်ကအိမ်မက်ကြီးကြီးမှတ်ခဲ့တဲ့ဘယ်တော့မှအရှုံးမပေးခဲ့တဲ့စပီးပြင်သမားညီကိုနှစ်ယောက်ကိုသတိရလိုက်ပါ။ကောင်းကင်ရံဟာကျွန်တော်တို့အတွက်အကန့်အသတ်မဟုတ်တော့ပါဘူး။